နှစ်လေး6တော့ထွက်သွားပြီကျွန်တော်ရဲ့စောင့်ပင်လေးကတော့ကျိုးထွက်သွားတယ်ပေါ့ကလင်နာတစ်ကြောလုံးမှာ63လုံးအခွေ63လုံးအခွေကကလင်နာတစ်ကြောလုံးမှာ3ကတ်ပဲရှိတယ်2000ခုနှစ်မှာ2000ခုနှစ်မှာ63လုံးအခွေတစ်ကတ်ရှိတယ်2016မှာ63လုံးအခွေတကယ်ရှိတယ်2024မှာ63လုံးအခွေဆိုပြီး3ကတ်ရှိတယ်ပေါ့ပထမကတ်ကိုကြည့်လိုက်အောင်ပါ63လုံးအခွေရဲ့ဘေးကကဏ္ဍ394ဆိုတဲ့ကဏ္ဍသူ့ရဲ့နှစ်ပင်ကျော်မှာနှစ်ပင်ကျော်ထွက်ထားတဲ့ကဏ္ဍလေး493ဆိုတဲ့ကဏ္ဍတစ်ခွက်က63လုံးအခွေရဲ့ဘေးကိုလှမ်းပို့ရတယ်ပို့တော့မယ်ဆိုရင် तू က308ရောက်ပြီး400နောက်ပိတ်ရောက်ပြီးကိုခါအငိမ့်နဲ့63လုံးခွေရဲ့ဘေးကိုလှမ်းပို့ရတယ်ဒုတိယကတ်လေးကိုကြည့်အောင်ပါ63လုံးခွေရဲ့ဘေးကကဏ္ဍလေးတစ်ခွက်က453ဆိုတဲ့ကဏ္ဍလေးကသူ့ရဲ့နှစ်ပင်ကျော်ကဏ္ဍလေး354ဆိုတဲ့ကဏ္ဍလေးက9ခါအငိမ့်နဲ့3နောက်သွား400ရှေ့ပို့ဆိုပြီး453ဆိုပြီး63လုံးအခွေရဲ့ဘေးကို453ဆိုပြီးဒဲလန့်ရိုက်ပါတတိယရောက်ကကတော့63လုံးအခွေရဲ့ဘေးကဇောင်းကဏ္ဍလေးရဲ့ဘေးမှာကျွန်တော်ဖမ်းထားတာပေါ့နော်အဲ့ဒါ246ဆိုတဲ့ကဏ္ဍတစ်ခွက်ကအခု12ကြိမ်မှာပြေးသွားတယ်ပေါ့တကယ်လို့များပြန်ပြီးခဲ့သည်ရှိတော့တင်ပေးလိုက်ပါရဲ့သူ့ရဲ့နှစ်ပင်ကျော်မှာနှစ်ပင်ကျော်ကကဏ္ဍတစ်ခွက်ကဒီနှစ်63လုံးအခွေရဲ့ဘေးမှာပုံနဲ့စော့ထွက်သွားတယ်ပေါ့လေးခါငိမ့်နဲ့နှစ်ကရှေ့သွားပြီး426ဆိုပြီး6ကနောက်ပိတ်သွားပြီး426လို့တကွက်ထွက်သွားတယ်ပေါ့အဲ့ကဏ္ဍပထမကတ်ကိုကြည့်လိုက်အောင်ပါ63လုံးခွေရဲ့ဘေးကကဏ္ဍ394ဆိုတဲ့ကဏ္ဍအတွက်ကသူ့ရဲ့နှစ်ပင်ကျော်ကကဏ္ဍအဲ့ကဏ္ဍထွက်တော့မယ်ဆိုရင်308ရောက်400နောက်ရောက်သွားပြီးကိုခါငိမ့်နဲ့394ဆိုပြီးလှန့်ရိုက်တယ်အဲ့နှစ်ပင်ကျော်ကဘယ်ကဏ္ဍလေးဖြစ်မလဲအောင်ဆိုတော့သူ့ရဲ့ဘေးကအဲ့လည်းအပူခွဖြစ်ရမယ်အပေါ်ကလည်းအပူခွဖြစ်မယ်အဲ့အောက်ကကဏ္ဍတစ်ခွက်ကသူက63လုံးအခွေရဲ့ဘေးကိုကတ်လိုက်ထွက်တယ်ဒုတိယကတ်အနေနဲ့63လုံးခွေရဲ့ဘေးက345ဆိုတဲ့ကဏ္ဍတစ်ခွက်ကသူ့ရဲ့နှစ်ပင်ကျော်မှာ345ဆိုတဲ့ကဏ္ဍလေးတစ်ခွက်က9ခါအငိမ့်နဲ့400ရှေ့သွား300နောက်သွားပြီး453ဆိုပြီးပထမကတ်လို့ထွက်သွားတယ်အဲ့ကဏ္ဍလေးဘယ်ကဏ္ဍလေးဖြစ်မလို့ဆိုအဲ့ကဏ္ဍလေးကသူ့ရဲ့ဘေးကကဏ္ဍကလည်းအပူခွဖြစ်ရမယ်အပေါ်ကလည်းအပူခွအဲ့အောက်ကကဏ္ဍတစ်ခွက်ကလှမ်း63လုံးအခွေရဲ့ဘေးကိုလှမ်းပို့ပြီးတယ်ပေါ့တတိယကတ်အနေနဲ့63လုံးခွေရဲ့ဒီကဏ္ဍလေးပေါ့ရောက်ကတ်အနေနဲ့ဒီ63လုံးခွေရဲ့ဘေးကိုသူကမပို့ဘဲနဲ့အခုကတော့စောပြီး246ဆိုပြီး12ကြိမ်မှာပို့သွားတယ်ပေါ့အဲ့ကဏ္ဍလေးကလာခဲ့သည်ဆိုပြန်ကြလာခဲ့သည်ရှိတော့ထိုးလို့ရအောင်လို့တင်ပေးလိုက်ပါတယ်အဲ့ကဏ္ဍလေးကကဏ္ဍလေးဖြစ်မလို့ဆိုသူ့ရဲ့နှစ်ပင်ကျော်ကကဏ္ဍလေးဒီကဏ္ဍလေးသူကဏ္ဍကလည်းရှေ့ကတ်တွေလိုပဲအပေါ်ကအပူအခွဘေးကအပူခွဘေးရဲ့ကဏ္ဍလေးက၄ခါငိမ့်နဲ့နှစ်ကရှေ့သွား6ကနောက်သွားပြီး246ဆိုတဲ့ကဏ္ဍတဲ့အောင်သွားတယ်ပေါ့စော့ထွက်ပြီးသွားတယ်ပေါ့ပြန်ကြလာခဲ့မယ်ဆိုရင်ဒီနားလေး3ချင်သုံးလို့ရအောင်လို့ကျွန်တော်ပြန်လဲမျှဝေပေးလိုက်ပါတယ်